မင်္ဂလာပါ speaking မှာအရန်ကိုအသုံးကြတဲ့ဒီပေါ့နော်တစ်ခုခုကိုလှုပ်ချင်တယ်မလှုပ်ချင်ဘူးလှုပ်ချင်လားအဲ့ဒီလိုမျိုးမေးတဲ့ဟာပေါ့နော်အဲ့ဒါကိုအများကြီးပြောတဲ့နည်းကိုတူတူနဲ့လွယ်ရင်ပြပြမယ်အဲ့ဒါက I wanna ဆိုတဲ့ဥစ္စာပေါ့နော်ဒါတော်တော်များများကြားဘူးပြီးလဲဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ဒါအငင်းလုံနည်းရောမေးခွန်းလုံနည်းရောပါတူတူနဲ့လွယ်ရင်ပြောပြမယ်အများကြီးပွားပြီးတော့မှပြောသွားလို့ရတယ်အဲ့တော့ I wanna ဒီ wanna ဆိုတာက want to ကိုအတူရေးတာဖြစ်တယ် want to တခုခုကိုလုပ်ချင်တယ်ဥပမာ I want to go ငါသွားချင်တယ်အဲ့ဒါကိုအဲ့လိုမျိုး want to လို့မဆိုဘဲနဲ့ wanna လို့ဆိုတာဒါ speaking မှာကြတော့ပြောရတာလွယ်သွားတယ်ဒါအတန်ဆက်သွားတဲ့သဘောမျိုးဒီတော့ I wanna go I wanna go ဟုတ်ပြီနော်ဒီ wanna လေးကိုမှတ်ထားတာ ਨੇ နောက်ကကိုသိတဲ့ go တို့ come တို့ sleep တို့ eat တို့ speak တို့နောက်ပြီးတော့laugh တို့ cry တို့အဲ့ဒီလိုမျိုးတွေပေါ့နော်ကိုကရှောက်ပြီးတော့မှထည့်လိုက်လို့ရှိရင်အများကြီးပွားပြီးတော့မှပြောသွားလို့ရတယ်ဥပမာ I wanna go I wanna come ဒီလိုလေးတွေပေါ့နော်ဒါဆိုရင်ငါအိတ်ချင်တယ်ကြတော့ I wanna sleep I wanna sleep ဒါဆိုရင်ငါအခုအိတ်ချင်တယ်ဆိုရင်ကြတော့ငါအခုအိတ်ချင်နေပြီပေါ့နော်အိတ်ငိုင်နေပြီ I wanna sleep now နော် now ဆိုတာလည်းသိတယ်လေကိုကသိပြီးသားပဲဟုတ်တယ်မလားဒီတော့ I wanna sleep now I wanna sleep now ဟုတ်ပြီနော်ဒါဆိုရင်ငါသွားချင်တယ်ဆိုတာက I wanna go ဒါဆိုရင်နိုင်ငံခြားဆိုတဲ့စကားလေးကအခုခေတ်မှာပြောတာများတယ်လေအဲ့ဒါက abroad ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာ go abroad နိုင်ငံခြားကိုသွားတယ် live abroad နိုင်ငံခြားမှာနေတယ်ဆို live live ကနေတာเนาะအဲ့တော့ဒီ abroad လေးသိရင်အရှိကဒီစလုံးလေးတွေထည့်လိုက်ဒါဆိုရင်နိုင်ငံခြားမှာနေတယ်နိုင်ငံခြားကိုသွားတယ်နိုင်ငံခြားမှာစာသင်တယ်ဒီလိုအဓိပ္ပာယ်တွေရသွားတယ်ဒါဆိုရင်များသောအားဖြင့်တော်တော်များများနိုင်ငံခြားသွားချင်ကြတယ်နိုင်ငံခြားမှာနေချင်ကြတယ်နိုင်ငံခြားမှာစာသင်ချင်ကြတယ်ဒီလိုမျိုးပေါ့ဒါဆိုရင်ပြောလို့ရပြီကိုယ်ဆန္ဒကို I wanna live abroad ငါနိုင်ငံခြားမှာနေချင်တယ်ငါနိုင်ငံခြားကိုသွားချင်တယ် I wanna go abroad ငါနိုင်ငံခြားမှာစာသင်ချင်တယ် I wanna study abroad I wanna study abroad ဟုတ်ပြီနော်ဒီလိုလေးတွေပြောသွားရုံပဲဒါဆိုရင်ငါဒီမှာနေချင်တယ်ခုနနေတယ်ဆိုတာလည်းသိပြီ I wanna live ဟုတ်တယ်နော် I wanna live here ငါဒီမှာနေချင်တယ်နော် I wanna live here နော်အဲ့ဆိုရင်ကိုသိတဲ့နိုင်ငံတွေလည်းထည့်လို့ရတယ်ဥပမာငါစင်ကာပူမှာနေချင်တယ် I wanna live in Singapore ဟုတ်ပြီနော်အဲ့တော့စင်ကာပူရောက်နေမှာပြောလို့ရတဲ့စကားမဟုတ်ဘူးဒီကမြန်မာပြည်ကနေစဉ်းစားပြီးတော့ဥပမာကိုကဘယ်မှာနေချင်တာလဲစင်ကာပူမှာနေချင်မယ်ထိုင်းမှာနေချင်မယ်တို့နိုင်ငံတွေနေရာတွေရဲ့နာမည်လေးတွေကိုကမှတ်ထားလိုက်ရုံပဲပြီးရင်ဒီ I wanna live အဲ့လိုမျိုးတွေရှေ့ကနေထည့်လိုက်ရုံပဲเนาะအဲ့တော့ I wanna live in Singapore I wanna live in Thailand I wanna live in Europe ကြတော့ဥရောပတိုက်ပါဥရောပတိုက်မှာတော့တိုင်းပြည်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဥရောပတိုက်မှာနေပြီးတော့မှတိုင်းပြည်တွေဥရောပနိုင်ငံတွေအများကြီးကိုငါသွားပြီးတော့လဲပတ်ချင်တယ်ဒီလိုမျိုးပေါ့နော်ငါလဲပတ်ချင်တယ်ကြတော့ visit ဒါလည်းကိုတည်ပြီးသားစကားပဲ visit ဒီတော့ငါဥရောပကိုလဲပတ်ချင်တယ်ဥရောပမှာနိုင်ငံတွေလှတဲ့နိုင်ငံတွေအများကြီးရှိတယ် I wanna visit Europe เนาะဒီတော့ Europe ဆိုတဲ့စကားလေးမှတ်ထားတယ်ဒါဥရောပတိုက်ကြီးတစ်ခုလုံးပါသွားတာပေါ့ I wanna visit Europe Europe မှာကိုက Germany လဲပတ်ချင်တယ် Italy လဲပတ်ချင်တယ်အဲ့ဒါကြီးပွားပြီးတော့မှပြောသွားလို့ရတယ်ဒါဆိုရင် Germany ဆိုရင် Germany ဆိုတဲ့ဟာစကားလေးထည့်ရုံပဲ I wanna visit Germany I wanna visit Italy เนาะI wanna visit England I wanna visit Spain I wanna visit
ကိုထည့်ခြင်းတဲ့နိုင်ငံကိုထည့်ပါ Greece Greece ကကျွန်းနေရမ်းလာတယ် Greece ကိုငါသွားလဲခြင်းနဲ့ I wanna visit Greece ဟုတ်ပြီနော်နိုင်ငံတွေမှန်နာမည်တော့မှန်အောင်ထည့်ပါဟုတ်ပြီနော်ဒါဆိုရင်အာရှနိုင်ငံတွေကျတော့ Korea တို့ Japan တို့ပေါ့နော် I wanna visit Korea I wanna visit Japan စသဖြင့်ဟုတ်ပြီနော်ဒါဆိုရင်ဒီစကားပြောတာမှာဆိုရင်လည်းပဲအင်္ဂလိပ်စကားတွေမကဘူးဒါကိုရီးယားစကားဂျပန်စကားဒီလိုတွေလည်းပြောရတယ်အဲ့တော့ဒီစကားတွေကိုလည်းကိုကမှတ်ထားရရုံပဲဥပမာ I wanna speak English ငါအင်္ဂလိပ်စကားပြောချင်တယ် I wanna speak Japanese ဟုတ်ပြီနော်ငါဂျပန်စကားပြောချင်တယ်တရုတ်စကားကြတော့ I wanna speak Chinese Korea စကားကြတော့ I wanna speak Korean ဟုတ်ပြီနော်အဲ့တော့အဓိကဒီစကားတွေပြောတဲ့အခါကျရင်ကြတော့ဒီနိုင်ငံတွေနဲ့စကားတွေနဲ့မတူတာလေးတွေရောရှိရနော်အဲ့ဒါလေးကိုတော့ကိုကခွဲခွဲပြားပြားမှတ်ရမယ်ဥပမာ Korea ဆိုရင်နိုင်ငံ Korean ဆိုရင်စကားအဲ့တော့ငါ Korea စကားပြောချင်တယ်ဆိုတာကို Korea လို့မပြောရဘူးဟုတ်ပြီနော် Korean ဒီလိုပြောမှမှန်တယ် I wanna speak Korean ခင်နော် Korean အဲ့လိုပြောရတယ်ဂျပန်စကားဆိုရင်လည်းဂျပန်လို့မပြောရဘူးဂျပန်ကနိုင်ငံဖြစ်တယ်ဒီတော့ I wanna speak Japanese I wanna speak Japanese ဟုတ်ပြီနော်နိုင်ငံကိုကြမှာငါဂျပန်နိုင်ငံကိုလဲပတ်ချင်တယ်ဆိုမှာ I wanna visit ဒါတော့ visit ကလဲပတ်တာဆိုတော့နိုင်ငံဖြစ်မယ်ဒီတော့ I wanna visit Japan เนาะဒီလိုလေးသွားရုံပဲဟုတ်ပြီเนาะဒါဆိုရင်ဒါတော်တော်လေးသိသွားပြီပေါ့ I wanna တလုံးသိတာ ਨੇ ဟိုအနောက်မှာကျန်တဲ့ကိုတီဗီသားစကားတွေဆိုတာရှိရလေဟုတ်တယ်မလားအဲ့ထဲကနည်းနည်းပပလေးတေချာမှတ်ထားရုံနဲ့တော်တော်လေးပြောတတ်တယ်เนาะထိလည်းထိရောက်တယ်တစ်ခါလူလည်းတေချာနားလေတယ်အဲ့တော့ဒီဥစ္စာကိုကိုကအငင်းလုပ်လဲရတယ်အငင်းလုပ်ရင်ကြတော့ဘာလေးပဲထည့်ရုံလဲဆိုတော့ don't ဟုတ်ပြီเนาะဒါဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ I wanna ကနေပြီးတော့မှI don't wanna ဒါလေးပဲအဲ့ဆိုငါမလုပ်ချင်ဘူးဖြစ်သွားတယ်နော်ငါမသွားချင်ဘူး I don't wanna go I don't wanna go I don't wanna go ဟုတ်ပြီနော်အဲ့ဒါရောတအားကြီးဟိုစောင့်ပြီးတော့မှစိုးစရာမလိုဘူးစောင့်အတန်ကိုစောင့်ထွက်ပြီးတော့မှအဲ့လိုမျိုးလုပ်စရာမလိုဘူး I don't want to go အဲ့လိုမလိုဘူး I don't wanna go I don't wanna go I don't wanna goဟုတ်ပြီနော်ငါမလာချင်ဘူး I don't wanna come I don't wanna come ဟုတ်ပြီနော်ဒါဆိုရင်ငါမကြည့်ချင်ဘူးကြည့်တာကနော် see မြင်တာပေါ့ဒါကြတော့ငါမမြင်ချင်ဘူးငါမမောက်မမြင်ချင်ဘူးဒီလိုနော်ငါမင်းကိုမမြင်ချင်ဘူး I don't want to see you I don't want to see you I don't want to see mama ဟုတ်ပြီနော် I don't wanna see I don't wanna see mama I don't want to see you ဒီလိုမျိုးလေးတွေပြောရုံပဲဒါဆိုရင် I don't wanna ခုနပြောတဲ့ eat เนาะငါမစားချင်ဘူးဥပမာကိုကတရုတ်အစားအသောက်မကြိုက်ဘူးတရုတ်အစားအသောက်က Chinese food เนาะတရုတ်အစားဒါဆိုရင်တရုတ်အစားမကြိုက်ဘူးမစားချင်ဘူး I don't wanna eat Chinese food ဟုတ်ပြီနော်တကယ်လို့ကစားကြတယ်ဆိုရင်ကြတော့ don't လေးဖြုတ်ရုံပဲလေ I wanna eat Chinese food I wanna eat Chinese food မစားကြဘူးလဲကြရော I don't wanna eat Chinese food ဟုတ်ပြီနော်ဒီလိုမျိုးလေးတွေပြောရုံပဲဒါဆိုရင်တချို့ကြတော့နိုင်ငံခြားမှာမနေချင်ဘူးเนาะတချို့ကနေချင်ပေမဲ့တချို့ကြတော့ကိုယ်တိုင်းပြည်မှာပဲကိုမိသားစုနဲ့အတူနေချင်တယ်လေဒါမျိုးပေါ့ဒီတော့မနေချင်ဘူးဆိုတော့ဒီနေတယ်ဆိုတဲ့စကားက live ခုနကပြောတဲ့ဒီဘယ်မှာမနေချင်တာလဲဆိုတော့နိုင်ငံခြားမှာဆိုနိုင်ငံခြားဆိုတဲ့စကားက abroad ဒီတော့ I don't wanna ဟုတ်ပြီနော် I don't wanna live abroad I don't wanna live abroad I don't want to live abroad နော်ဒါဆိုရင်ဒီဥစ္စာတွေကိုမေးခွန်းလဲလွတ်သွားလို့ရတယ်မေးခွန်းက do you ဆိုတာလေးမှတ်ထားနော် do you ဒီလိုလေးတွေမေးရတယ်ဥပမာ
မင်းသွားချင်လားဘယ်လိုပြောမလဲစဉ်းစားပါသွားချင်လား do you wanna go do you wanna go အတန်လေးကတော့မြင့်ပေါ့သူကမေးခွန်းဆိုတော့လေ do you wanna go တကယ်လို့လာချင်လား do you wanna come ဟုတ်ပြီနော်ဒါဆိုရင်မင်းနိုင်ငံခြားသွားချင်လား do you wanna go abroad နော်မင်းနိုင်ငံခြားမှာနေချင်လား do you wanna live abroad မင်းနိုင်ငံခြားမှာစာသင်ချင်လား do you wanna study abroad မင်းအိမ်ပြန်ချင်လား do you wanna go home ဟောတချို့ကြောင့်နိုင်ငံခြားမှာနေရတာကြာတော့လေပြင်းလာရောအိမ်လွမ်းလာရောစသဖြင့်เนาะအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့လေကိုကအဲ့လိုလေးမေးလို့ရတာပေါ့ do you wanna go home ဒီနှစ်မှာမင်းအိမ်ပြန်ချင်လားယင်တော့ဒီနှစ်မှာကျတော့ this year do you wanna go home this year အဲ့တော့ဒီ this year အစသဖြင့်အဲ့လိုတုတ်လေးတွေကိုကိုကမရသေးဘူးဆိုရင်လေ do you want to go home ဒီလောက်ဆိုရပြီ do you want to go home နော်ကိုမှတ်ဖို့က do you မေးခွန်းဆိုရင် do you wanna ဟုတ်ပြီနော်နောက်က go တို့ come တို့ sleep တို့ eat တို့ဒီလိုထည့်တာ okay နော်ဒါဆိုရင်မင်းအင်္ဂလိပ်စကားပြောချင်လား do you want to speak English မင်းဝယ်ချင်လားအဲ့တော့ဝယ်တာက buy နော် do you want to buy ဒါကိုဝယ်ချင်လား do you want to buy this ကဒီဥစ္စာ do you want to buy this နော်မင်းအသားဝယ်ချင်လားဆိုရင် do you want to buy meat okay နော် do you want to buy meat တကယ်လို့ဟင်းသီးဟင်းရွက်ဝယ်ချင်လားကြတော့ do you want to buy vegetables vegetable မဟုတ်ဘူး vegetables ကြီးတယ်ကိုတိတ်မဆိုရဘူး vegetables do you want to buy vegetables မင်းအသီးတွေဝယ်ချင်လား do you want to buy fruits ဟုတ်ပြီနော်ဒါဆိုရင်ပြန်ပြီးတော့ခြုံရတော့ဒီ I wanna ဆိုတဲ့ဟာတစ်ခုနဲ့တော်တော်အလုပ်ဖြစ်တယ်အနောက်က go တို့come တို့ sleep တို့ eat တို့ buy တို့ sell တို့စသဖြင့်เนาะအဲ့လိုထည့်ရတယ်ဒါဆိုရင်ဘာဖြစ်သွားလဲဆိုတော့ငါတစ်ခုလုပ်ချင်တယ်ပေါ့နော်လာချင်တယ်သွားချင်တယ်အိတ်ချင်တယ်စားချင်တယ်အဲ့လိုပြီးရင်ဒါကိုအငင်းလုပ်တာဘာထည့်ရလဲအငင်းကြတော့ don't เนาะ don't ဆိုတာအတူဆိုတာပေါ့ do not ကိုအတူဆိုတာ don't I don't wanna ဟုတ်ပြီနော်ဒီ wanna ဆိုတာကချင်ဆိုတဲ့အဓိပ္ပာယ်ဒါချင်တယ်တစ်ခုလုပ်ချင်တယ်ဆိုမလုပ်ချင်ဘူးကြတော့မလုပ်မအဓိပ္ပာယ် don't အဲ့ချင်တာက wanna ဆိုမလုပ်ချင်ဘူးဆို I don't wanna အဲ့ခုနလည်းပဲ go come sleep eat ဒါလေးတွေထည့်ရုံပဲ I don't want to sleep now ငါအခုမအိပ်ချင်သေးဘူး I don't want to sleep now I don't want to come ငါမလာချင်ဘူးအဲ့လိုမျိုးပေါ့နော်ဒါဆိုရင်မင်းလာချင်လားဆိုမေးခွန်းကြတာ do you wanna တော့မမေးနဲ့နော် do you wanna come မင်းဒီနေ့လာချင်လား do you want to come today မင်းအခုလာချင်လားအခုက now do you want to come now မင်းတရုတ်စာသင်ချင်လားအဲ့တော့သင်ယူတာက study do you want to study Chinese အဲ့လိုမျိုးလေးတွေသွားရုံပဲဟုတ်ပြီနော်အဲ့ဆိုရင် English ကပြောချင်လား do you want to speak English ဟုတ်ပြီနော်ဒီလိုလေးပြောလိုက်ရုံပဲဟုတ်ပါပြီနော်ဒါဆိုရင်ဒီလိုမျိုးလေးတွေကိုကြိုက်လားကြိုက်ရင်လည်းထုံးစံတိုင်းအောက်မှာ yes သို့မဟုတ်ကြိုက်ပါတယ်စသဖြင့်ရေးသွားပေးပါသို့မဟုတ် yes I do ငါကြိုက်ပါတယ်အဲ့လိုမျိုးလေးပါနော်သို့မဟုတ် yes I like ကြိုက်သူရေးအနည်းဆုံး yes ရေးရင်ရတယ်ဒါဆိုရင်ရှေ့မှာကျွန်မလုပ်ပေးရမယ့်ဗီဒီယိုတွေအကြောင်းကို
idea ရသွားတာပေါ့ခေနော်ကျေးဇူးပြုအကြံဉာဏ်လေးတွေပေးပါဘလို့ဟာမျိုးတွေကိုကြိုက်လဲဘလို့ဗီဒီယိုမျိုးလေးတွေလှုပ်စေချင်လဲစသဖြင့်ပြောရဲဆိုရင်တော့ကျွန်မရှေ့ဆက်ပြီးတော့လောက်ရတာပို့လွယ်တာပေါ့ခေနော်